ဗုဒ္ဓသာသနာတော်ကိုထွန်းကားပြန်ပွားစေခဲ့တဲ့ဘုရင်မင်းများအကြောင်းမြန်မာသမိုင်းတစ်လျှောက်ဗုဒ္ဓသာသနာတော်ဟာဘုရင်မင်းမြတ်တွေရဲ့အုပ်ချုပ်မှုနဲ့အတူခိုင်မာစွာတွဲဖက်တည်ရှိခဲ့တာကိုတွေ့ရပါတယ်။မြန်မာဘုရင်တွေဟာကိုယ်နိုင်ငံကိုစီပင်သားရအောင်အုပ်ချုပ်ရုံသာမကသာသနာတော်ကိုထွန်းကားအောင်စောင့်ရှောက်ခဲ့တဲ့ဓမ္မရာဇာတွေအဖြစ်ပါယက်တည်ခဲ့ကြတာပါ။ဒီမင်းတွေရဲ့ကျေးဇူးကြောင့်ပဲမြန်မာနိုင်ငံဟာထေရဝါဒဗုဒ္ဓဘာသာရဲ့အမာခံတိုင်းပြည်တစ်ခုဖြစ်လာခဲ့တာပါ။ဗကံခေတ်ရဲ့အစအနောယထာမင်းကြီးဗုဒ္ဓသာသနာတော်မြန်မာပြည်အလဲပိုင်းမှာခိုင်ခိုင်မာမာအခြေတည်လာအောင်အစပြိုးပေးခဲ့သူကတော့ဗကံပြည့်ရှင်အနောယထာမင်းကြီးဖြစ်ပါတယ်။အေဒီ17ရာစုနှစ်ပတ်ဝန်းကျင်မှာမင်းကြီးဟာနိုင်ငံကိုစီယုံသာမကသာသနာတော်ကိုပါတန့်စင်ခဲ့တာပါ။ထိုခေတ်ကဗကံမှာအယူဝါဒကွဲပြားမှုတွေအရေးကြီးလို့ခေါ်တဲ့အကျင့်ပြတ်တန်ဃာတွေရဲ့လွှမ်းမိုးမှုတွေရှိနေခဲ့ပါတယ်။မင်းကြီးဟာရှင်အရဟံမထေရမြတ်နဲ့တွေ့ဆုံပြီးတဲ့နောက်တထုံပြည်ကနေပိဋကတ်သုံးပုံကိုပင့်ဆောင်ကထေရဝါဒဗုဒ္ဓဘာသာကိုဗကံမှာအခိုင်အမာထူထောင်ခဲ့ပါတယ်။မင်းကြီးရဲ့အဓိကရည်ရွယ်ချက်ကတော့သာသနာတော်ကိုဓမ္မနဲ့အညီရှင်သန်စေဖို့ပါပဲ။ဒီလိုသာသနာတော်ထွန်းကားအောင်တည်ဆောက်ရင်ရွှေစည်းကုံဖျားကြီးလိုထင်ရှားတဲ့စေတီပထိုးတွေကိုလည်းတည်ထားခဲ့တာပေါ့။မင်းကြီးဟာဗကံကိုသာသနာဗိမာန်ကြီးအဖြစ်ဖန်တီးပေးခဲ့သူဖြစ်ပါတယ်။အနုပညာနဲ့သာသနာကိုပေါင်းစပ်ခဲ့သူကျန်စစ်သားအနောယထာမင်းကြီးရဲ့နောက်မှာသာသနာတော်ကိုဆက်လက်ပံ့ပိုးခဲ့တဲ့ဗကံဘုရင်တစ်ပါးကတော့ကျန်စစ်သားမင်းကြီးပါ။ကျန်စစ်သားမင်းဟာဗုဒ္ဓသာသနာကိုပုံမခိုင်မာအောင်လှုပ်ဆောင်ရင်အနုပညာပြောင်မြောက်လာတဲ့ဘိတုကလက်ရာတွေကိုပါဖန်တီးခဲ့တာပါ။သူ့ရဲ့လက်ရာအဖြစ်ကဘာကျော်တဲ့အာနန္ဒာဖရာကြီးဟာဗုဒ္ဓဘာသာအဆောက်အုံတွေထဲမှာထိပ်တန်းနေရာကရှိနေသေးပါ။ကျန်စစ်သားမင်းကြီးဟာသာသနာကိုစောင့်ရှောက်တဲ့နေရာမှာပြည်တွင်းသာမကပြည်ပနဲ့ပါဆက်သွယ်ခဲ့ပါတယ်။သီရိလင်္ကာနိုင်ငံကဗုဒ္ဓသာသနာကိုပြန်လည်ထူထောင်ဖို့အထိပါကူညီခဲ့တာဟာမြန်မာမင်းတွေရဲ့သာသနာဆောင်ရှောက်မှုစိတ်ဓာတ်ကိုပြသနေတာပဲဖြစ်ပါတယ်နော်။သာသနာကိုစူးစီးခဲ့တဲ့မင်းတုံးမင်းတရားကြီးရာစုနှစ်များစွာကြာပြီးတဲ့နောက်ဗြိတိရှကိုလိုနီနဲ့ချဲ့မှုမဖြစ်ခင်ကုန်းမောင်ခေတ်ရဲ့သာသနာတော်ကိုအကြီးမားဆုံးပံ့ပိုးခဲ့တဲ့မင်းကတော့မင်းတုံးမင်းတရားကြီးပါပဲ19ရာစုမှာဥရောပရဲ့လွှမ်းမိုးမှုတွေရှိလာတဲ့အခါသာသနာတော်ရဲ့ခိုင်မာမှုကိုထိမ့်သိမ့်မှုအရေးတကြီးလိုအပ်လာပါတယ်။မင်းတုံးမင်းတရားကြီးဟာကမ္ဘာမှာပြစ္ဆမအကြိမ်မြောက်သင်္ဃာယနာတင်ခြင်းကို1881ခုနှစ်မှာကျင်းပခဲ့ပါတယ်။ပိဋကတ်သုံးပုံကိုကြောက်ပြားပေါင်း929ချက်ပေါ်မှာထွန်းထူပြီးကုသိုလ်တော်ဖျားမှာတင်ထားခဲ့တာဟာကမ္ဘာအကြီးဆုံးစာအုပ်ကြီးအဖြစ်ဒီနေ့အထိကျန်ရစ်နေဆဲဖြစ်ပါတယ်။မင်းတုံးမင်းရဲ့ရည်ရွယ်ချက်ကတော့နောင်လာနောင်သားတွေအတွက်ဗုဒ္ဓမြတ်စွာရဲ့တရားတော်တွေကိုနှစ်ပေါင်း9000တိုင်အောင်မပြတ်မစီးတည်တံ့နေစေဖို့ပါပဲဒီလိုဘုရင်မင်းမြတ်တွေရဲ့သာသနာကိုအသက်သွင်းခဲ့မှုစောင့်ရှောက်ခဲ့မှုတွေကြောင့်ပဲဗုဒ္ဓရဲ့တရားတော်တွေဟာမြန်မာပြည်မှာယနေ့တိုင်အခိုင်အမာရှင်သန်နေစေဖြစ်ပါတယ်လို့တင်ပြပေးလိုက်ရပါတယ်ရှင်။